ဟိုးရှိရှိတုန်းကတောင်တန်းကြီးတွေဝန်းရံထားတဲ့ရွာလေးတစ်ရွာမှာပကြီးဆွဲတာဝါသနာပါတဲ့လူငယ်လေးတစ်ယောက်ရှိတယ်။သူ့ရဲ့နာမည်ကမောင်လင်းနဲ့သူဟာတဘာဝအလှပတွေကိုပုံဖော်ရတာအရန်ဝါသနာပါပေမဲ့စိတ်ထဲမှာအမြဲတမ်းမကျေနပ်မှုတစ်ခုရှိနေတတ်တယ်။အဲ့ဒါကတော့သူဘာပဲလုပ်ပြီးပြည့်စုံမှု perfection ကိုပဲလိုက်ရှာနေတာပါ။ဒီနေ့တော့မောင်လင်းဟာကဘာပေါ်မှာအလှဆုံးနဲ့အမားအယွင်းမရှိဆုံးပကြီးကားတစ်ချက်ကိုဆွဲမယ်လို့ဆုံးဖြတ်လိုက်တယ်။သူဟာတောင်ပေါ်တက်ပြီးနေထွက်လာတဲ့အလှတရားကိုတည်တည်ချာချာစိုက်ကြည့်ပြီးရက်ပေါင်းများစွာအချိန်ယူရေးဆွဲခဲ့တယ်။ပကြီးကားပြီးသောတဲ့အခါသူကိုယ်လိုက်လဲအယမ်းကျေနပ်သွားတယ်။ဒီပကြီးကားကတော့တကယ်ကိုအပြစ်ပြောစရာမရှိအောင်လှပတာပဲလို့သူတွေးမိတယ်။သူ့ရဲ့ပကြီးကားဘလောက်ပြည့်ပြည့်စုံတဲ့ဆိုတာစမ်းသပ်ချင်တာနဲ့ရွာလေလမ်းစုံမှာပကြီးကားကိုချိတ်ထားလိုက်တယ်။ပကြီးကားဘေးမှာစားတစောင်းအေးထားလိုက်တယ်။ဒီပကြီးကားထဲမှာအပြစ်အနာစားတစ်ခုခုတွေးခင်ရင်ခဲတံနဲ့ဝိုင်းပြပေးခဲ့ကြပါတဲ့ညနေဆောင်လို့သူပြန်သွားကြည့်တဲ့အခါမှာတော့မောင်လင်းဟာရင်ကွက်မတက်ဝမ်းနေသွားရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အလှဆုံးပကြီးကားတစ်ချက်လုံးမှာခဲတံဝိုင်းတွေနဲ့ပြည့်နှက်နေပြီးမူလပုံရိပ်တောင်မမြင်ရတော့လို့ပဲလူတိုင်းကနေရာအနှံ့မှာအမားတွေလိုက်ရှာပြီးဝိုင်းပြသွားကြတာပါ။မောင်လင်းဟာစိတ်ပြက်လက်ပြက်နဲ့သူ့လက်ဆရာထစ်သူပညာရှိအဖိုးအိုစီသွားပြီးအကျိုးအကြောင်းပြောပြတယ်။ဆရာကျွန်တော်အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့လူတွေကတော့အမားတွေပဲမြင်ကြတယ်လို့ညီးသွားရှာတယ်။ဆရာထစ်သူကပြုံးပြီးမင်းရဲ့ပကြီးကားကိုအစ်စ်တစ်ချက်ပြန်ဆွဲပါပြီးရင်ဒီတစ်ခါတော့စားသားလေးပြောင်းကြည့်ပါလို့အကြံပေးလိုက်တယ်။နောက်တစ်နေ့မှာမောင်လင်းဟာအရင်တိုင်းပကြီးကားတစ်ချက်ကိုအကောင်းဆုံးပြန်ဆွဲတယ်။ပြီးတော့ရွာလေလမ်းစုံမှာပဲပြန်ချိတ်ထားလိုက်တယ်။ဒါပေမဲ့ဒီတစ်ခါရေးထားတဲ့စားသားလေးကတော့